Hello everyone, welcome to Shita English. Kitchen vocabulary. ကျွန်တော်တို့ဒီတစ်ခေါက်သင်ခန်းစာမှာတော့ kitchen နဲ့ပတ်သက်တဲ့ vocabulary ဝါဟာရစကားလုံးလေးတွေကိုလန်နာလေးတို့တူတူလေ့လာသွားမှာဖြစ်ပါတယ်။ဒါဆိုရင်အခုပဲစကြည့်လိုက်ရအောင်။ The kitchen မီးဖိုခန်းကျွန်တော်တို့ဟင်းတွေချက်ပြုတ်တဲ့ထမင်းတွေချက်ပြုတ်တဲ့နေရာကို the kitchen မီးဖိုခန်းလို့ခေါ်ပါတယ်။ Stove မီးဖိုကျွန်တော်တို့ဒီအိုးတွေပါတယ်ချက်ပြုတ်တဲ့ဒီပူပေးတဲ့အခါမျိုးတွေပေါ့နော်ဒါတွေကိုချက်ပြုတ်မယ်ဆိုရင် stove မီးဖိုလို့ခေါ်တဲ့ຢာနဲ့ကျွန်တော်တို့အသုံးပြုရတယ်။ Oven မီးဖိုအိုး a thermally insulated chamber used for heating, baking or drying ဒီနေ့အဖြစ်ကျွန်တော်တို့ဒီချက်ပြုတ်တဲ့နေရာမှာဒီအမီးကိုပို့ပြီးတော့ကြာအပူပေးရတဲ့အရာကို oven လို့ခေါ်ပါတယ်။ Microwave, an electric oven that heats and cools food by exposing it to electromagnetic radiation ကျွန်တော်တို့အဓိပ္ပာယ်ကတော့စားစာတွေကိုခဏတစ်ဖြုတ်ပူပေးတဲ့အခိုက်အတန့်တွေမှာဆိုရင်အသုံးပြုတဲ့အရာကို microwave လို့သုံးကြတယ်။ရှေ့မှာလေးလာခဲ့တဲ့ oven နဲ့ဗာများကွာခြားချက်ရှိတယ်လဲဆိုရင်စားစာတွေကိုပို့ပြီးတော့အပူပေးတဲ့အခိုက်အတန့်တွေပို့ပြီးတော့ချက်ပြုတ်တဲ့နေရာမှာသုံးတဲ့အရာကို oven လို့ခေါ်တယ်။ဒီ microwave ကတော့ခဏတစ်ဖြုတ်ချက်ပြုတ်တဲ့အရာကိုခဏတစ်ဖြုတ်အပူပေးတာပေါ့နော်ဒီလိုမျိုးအပူပေးတာ microwave လို့သုံးတယ်။ဆိုတော့ပုံစံလေးကတော့ခက်ဆင်ဆင်ပါပဲနော်။ဒါဆိုရင်ထပ်ပြီးလေ့လာကြည့်မယ် refrigeratorရေခဲတက်တာကျွန်တော်ဒီပုံမှန်ရေခဲတက်တာကို refrigerator လို့ခေါ်တယ် freezer အေးကန်ဆိုတော့ရေခဲတက်တာနဲ့လားတံဆင်တူနိုင်ပေမဲ့ဗာများကွာခြားချက်ရှိလဲဆိုရင် freezer ကျတော့တစ်ခုခုပို့ပြီးတော့အေးပေးရတယ်ဥပမာဒီကျွန်တော်တို့ဈေးဆိုင်လေးတစ်ဆိုင်သွားတယ်ပဲထားပါတော့ဈေးဆိုင်မှာဆိုကျွန်တော်ပုံမှန်အေးလေးတွေချထားတယ်ဥပမာကိုလာတော့ Fanta အစရှိတဲ့ဖြစ်ပေါ့နော်ဒီလိုအေးတွေကိုကြတော့ကျွန်တော်တို့ဒီပုံမှန်နေရာမှာထည့်တာ refrigerator ဟုတ်ပြီနော်ကျွန်တော်တို့တခုခုကိုပို့ပြီးတော့ဥပမာရေခဲချောင်းတွေရောင်းတယ်ဒီလိုမျိုးရေခဲချောင်းတွေကြာပို့ပြီးတော့အေးပေးရတယ်ဒီလိုမျိုးအေးပေးရတဲ့နေရာမျိုးကြတော့ freezer လို့ခေါ်တယ်ဆိုတော့ရိုးရှင်းဆုံးပြောမယ်ဆိုရင်ပို့ပြီးတော့အေးပေးရတဲ့နေရာကို freezer လို့သုံးပြီးတော့ဒီပုံမှန်အဖြစ်ပုံမှန်အေးလေးတွေပေးရတဲ့ကြတော့ refrigerator လို့ခေါ်ပါတယ်sanitation တန်ရှင်းဒီနေ့အဖြစ်ကျွန်တော်တို့တန်ရှင်းတဲ့နေရာကိုကျွန်တော် sanitation လို့ဒါမှတ်ယူကြတယ်ဒါဆိုရင် sink ဆိုလက်စေးကိုကျွန်တော်တို့တနည်းအားဖြင့် basin လို့လည်းပြောကြတယ် sink လက်စေးကုန်းသို့မဟုတ်လည်း basin ပေါ့နော် another one tap or faucet so ရေပိုက်ကောင်းရေကောင်းကိုကျွန်တော် tap သို့မဟုတ် faucet လို့သုံးတယ်။ဘာများကွာခြားချက်ရှိလဲဆိုရင်တနည်းအားဖြင့် tap ကကြတော့ American usage ပေါ့နော် American အသုံးအနှုန်းဖြစ်တယ် faucet ကကြတော့ဒီ British စကားလုံးနဲ့ဒါမှတ်ယူလို့ရပါတယ်။ storage ကတနည်းအားဖြင့်သို့လောင်တဲ့နေရာပေါ့နော်။ဆိုတော့ဘာတွေရှိမလဲဆိုရင် cupboard bureau ကျွန်တော်တို့က cupboard လို့ခေါ်တယ် so drawer ကကြတော့ဒီ answer ပေါ့နော်ဒီ bureau ထဲမှာရှိတဲ့ answer တွေထုတ်တာပဲဖြစ်ဖြစ်သုံးတာကို answer လို့သုံးကြတယ် surface မျက်နှာပြင် so chef ပေါ့နော် chef ကကြတော့ sim ဒီတနည်းအားဖြင့်bureau ထပ်မှာရှိတဲ့ sim လေးတွေတရားမျိုးကိုပြောတာပေါ့နော်ဒီ bureau ထဲမှာဆိုရင်ကျွန်တော်တို့ sim တစ်ပိုင်းချင်းစီပါတယ်အဲ့ဒါကိုကျွန်တော်တို့ chef လို့ခေါ်တယ်နောက်တစ်ခုကတော့ counter ကြတော့ဒီစပွဲခန်းမီးဖိုခန်းစပွဲပေါ့နော်တနည်းအားဖြင့်ကျွန်တော်မီးပေါ်မှာရှိတဲ့ဒီစပွဲဝိုင်းထဲမှာစပွဲဝလေးတွေပေါ့နော်ဒါကိုကျွန်တော်မီးဖိုခန်းစပွဲလို့လည်းဒါသုံးလုံးကြတယ် dining စားတောက်ရာနေရာပေါ့နော်ဆိုတော့ kitchen table ကကျတော့ဒီမီးဖိုစပွဲမီးဖိုခန်းထဲမှာရှိတဲ့စပွဲလေးတွေကိုဒါ kitchen table လို့ခေါ်တယ်နောက်တစ်ခုကရိုးရှင်းကျွန်တော်သိပြီးသားပဲ chair ကကြထိုင်ကုန်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့အမှိုက်ပုံးဘယ်လိုခေါ်လဲဆိုရင် trash can လို့ခေါ်ပါတယ်ဆိုတော့ trash can အမှိုက်ပုံးကျွန်တော်တို့ဒီသင်ခန်းစာမှာတော့ဒီ kitchen နဲ့ပတ်သက်တဲ့ vocabulary လေးတွေကိုအဓိကထားလေ့လာသွားပါဖြစ်ပါတယ်ဆိုတော့တခြားသောစကားလုံးတွေရှိရင်လည်း comment မှာမျှဝေခဲ့ပါဦးဒီသင်ခန်းစာလေးကလန်နာလေးတို့အတွက်အထူးပဲအသုံးဝင်မိမယ်လို့လည်းယုံကြည်မိပါတယ်ကိုသိချင်တဲ့သင်ခန်းစာတွေလေ့လာလို့သင်ခန်းစာတွေရှိရင်လည်း comment မှာမျှဝေခဲ့ပါဦးThank you for your attention. See you on the next lesson.